29ရက်မှ1ရက်10လပိုင်း2025ဗုဒ္ဓဦးမကျော်ဇာတို့ပတ်တီ6တလုံးရေးရလိုက်ဆရာတင်ပေးလိုက်ပြီကွာနော်တပတ်စာမွေးကနန်း3ခွက်ကတော့အောက်ဆုံးမှာ38ကဲ35ရက်33ရက်ဆရာတင်ပေးလိုက်ပြီကွာနော်29ရက်မှ1ရက်10လ2025ဗုဒ္ဓဦးမကျော်ဇာတို့ပတ်တီအပိုင်းတလုံး6ရေးရလိုက်ထားပြီကွာနော်မိတ်ဆွေတို့ဘက်ကလိုက်ရဲဖို့ပဲလိုတယ်ကွာနော်ဆရာရဲ့ကနန်းကြီးအာမကကနန်းကြီးကွာနော်ဆရာရဲ့ကနန်းလေးတို့အမြဲတမ်းမြင်ကြပါလေဆိုရင်ဆရာရဲ့YouTube ကောက်ကိုစီးရင်သွင်းပြီးတော့ subscribe တွေနှိပ်ထားပါကွာနော် subscribe နဲ့စီးရင်သွင်းထားပြီကွာနော်အမြဲတမ်းပတ်တိုင်းစီကတင်ပေးတာမြင်ရအောင်လို့နော်စီးရင်လေးသွင်း subscribe လေးနှိပ်ထားပြီကွာနော်လမအသေးလေးနှိပ်ပြီးအောင်ကွာနော်လာမပတ်တိုင်းကိုဆရာဒီကနန်းလေးတွေဗုဒ္ဓဦးမကျော်နဲ့မွေးကနန်းလေးတွေအခွေလေးတွေဆရာတင်ပေးမယ်ကွာနော်အမြဲတမ်းမြင်ရင်သူများတော့စီးရင်သွင်းပြီး subscribe နှိပ်ထားပါကွာနော်ဆရာရဲ့ကနန်းလေးတွေနဲ့အားလုံးပဲစင်ပြေကြပါစေကွာနော်